စစ်တပ်ရဲ့မဟာမိတ်ဖြစ်တဲ့ဘီလာရုစ်ဟာထရန့်ရဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်မယ်ဆိုတဲ့ AR ရဲ့ဆောင်းပါးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ဘီလာရုစ်သမ္မတအလက်ဇန်ဒါလူကာရှန်ကိုဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ Boat of Peace မှာပါဝင်ပြီးတော့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တယ်ဆိုတာကိုရိုက်တာမှာဖော်ပြထားပါတယ်။ယင်းကဘီလာရုစ်နိုင်ငံအနေဖြင့်နှစ်ပေါင်းများစွာနိုင်ငံတကာအလယ်မှာအထီးကျန်မှုကိုခံစားခဲ့ရပြီးတဲ့နောက်မှာဝါရှင်တန်နဲ့ပြန်လည်သင့်မြတ်ရေးအတွက်နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်းသတင်းကဆိုထားပါတယ်။ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့တင်စားကြတဲ့ဘီလာရုစ်သမ္မတလူကာရှန်ကိုဟာအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ကြားချက်အရ2025ခုနှစ်နိုဝင်ဘာလ29ရက်မှာမြန်မာနိုင်ငံကိုချစ်ကြည်ရေးခီးလာရောက်ခဲ့ပါသေးတယ်။နိုင်ငံရေးကျင်းသားများပြန်လွှတ်ပေးရန်ရည်ရွယ်ပြီးတော့2025ခုနှစ်မှာစတင်ကဘီလာရုစ်နိုင်ငံအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုများကိုအမေရိကန်ကစတင်လျှော့ချပေးပြီးယခုထပ်မံ၍ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်ပါဝင်ရန်ဖိတ်ကြားချက်ကလူကာရှန်ကိုအားနိုင်ငံတကာစင်မြင့်ထက်သို့ပြန်လည်ခေါ်ဆောင်လာသည့်နောက်ထပ်အဆင့်တစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကြန့်ရှိနေသောအကျဉ်းသားများထပ်မံလွှတ်ပေးရန်နဲ့နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရေးအတွက်အမေရိကန်ဟာ၎င်းနဲ့ဆက်ညှိနှိုင်းလျက်ရှိပါတယ်။ဘီလာရုစ်သမ္မတTelegram Channel မှာစာရွက်စာတမ်းကိုလက်မှတ်ရေးထိုးနေသည့်ဗီဒီယိုဖိုင်တစ်ခုထုတ်လွှင့်ခဲ့ပြီးယူကရိန်းငြိမ်းချမ်းရေးအတွက်၎င်းအနေဖြင့်ပါဝင်ကူညီရန်မျှော်လင့်ကြောင်းပြောကြားချက်ကိုကိုးကားထားပါတယ်။သမ္မတထရန့်ဟာဂါဇာစစ်ပွဲအဆုံးသတ်ရန်အစီအစဉ်ကိုပြီးခဲ့တဲ့စက်တင်ဘာလကကြေညာခဲ့တဲ့အတွင်းငြိမ်းချမ်းရေးဘုတ်အဖွဲ့ကိုဖွဲ့စည်းရန်အဆိုပြုခဲ့ခြင်းဖြစ်ပါတယ်။သို့သောပြီးခဲ့တဲ့အပတ်ကကမ္ဘာ့ခေါင်းဆောင်များထံပေးပို့ခဲ့သည့်ဖိတ်ကြားစာမှာတော့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်သည့်ကမ္ဘာတဝန်းရှိပဋိပက္ခများကိုအဆုံးသတ်ရန်အတွက်ပိုမိုကျယ်ပြန့်တဲ့အခန်းကဏ္ဍမှာပါဝင်ဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုလည်းငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်ရန်တနင်္လာနေ့ကဖိတ်ကြားထားကြောင်းသိရပါတယ်။အာမေးနီးယားနိုင်ငံဟာအဆိုပါဘုတ်အဖွဲ့သို့ဝင်ရောက်မည်ဟုပြောကြားထားသလို1992ခုနှစ်ဆိုဗီယက်ယူနီယံပြိုကွဲပြီးတဲ့နောက်စစ်ပွဲ2ကြိမ်ဖြစ်ပွားခဲ့တဲ့အာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့အကြားမှာကာလရှည်ကြာဖြစ်ပွားခဲ့တဲ့ပဋိပက္ခကိုအဆုံးသတ်ပေးနိုင်ခဲ့ခြင်းမှာ၎င်းရဲ့လုပ်ရပ်ကြောင့်ဖြစ်တယ်လို့ထရန့်ကဆိုထားပါတယ်။